တန်ချာဈေးဘယ်လိုတောက်ရမလဲတန်ချာဈေးကိုဘယ်သူတွေတောက်တင်တယ်လဲတန်ချာဈေးနဲ့ပတ်သက်ပြီးတော့တည်တဲ့တာမှတ်သမျှကျွန်တော်ဒီဗီဒီယိုမှာအပြည့်အစုံပြောပြပေးသွားပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုတန်ချာဈေးနဲ့ပတ်သက်ပြီးတော့မေးထားတဲ့မိကုန်းတွေအများကြီးရှိတယ်။တန်ချာဈေးပေါ့နော်ဒီတန်ကောင်လေးစအိုတွေကထွက်နေတယ်ဘာလို့အောင်မလဲဘာညာဆိုပြီးတော့ဒီလိုမေးထားတာတွေရှိတယ်။ဆိုတော့တန်ကောင်ကအရေးကြီးတယ်။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ထဲမှာတန်ကောင်ရှိနေဖြစ်လာမယ့်ပြဿနာတွေရှိတယ်။အဲ့ဒါကိုလည်းပြောပြပေးမယ်။နောက်ပြီးတော့တန်ချာဈေးတောက်ပုံတောက်နည်းအဲ့ဒါပြောပြပေးမယ်။နောက်ဆုံးပိုင်းတတိယပိုင်းပေါ့ဗျာတတိယပိုင်းကတန်ချာဈေးဘယ်နှမျိုးရှိလဲဘယ်လိုတောက်အောင်လဲဒီအကြောင်းအရာကိုအပြည့်အစုံပြောပြပေးတော့ပါမယ်ပထမဆုံးကျွန်တော်တို့တန်ချာဈေးဘယ်လိုလူတွေတောက်တင်တယ်လဲဆိုလို့ရှိရင်တန်ကောင်တွေကြောင့်ဖြစ်လာတဲ့လက္ခဏာတွေရှိမှာဗျာအဲ့ဒီလက္ခဏာတွေကိုယ်မှာရှိနေတယ်ဆိုရင်တော့ဒီဆေးလေးတောက်တင်တာပေါ့ဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်ကတတိထားမိအောင်ယောဂလက္ခဏာလေးတွေပြောပြပေးမယ်ခန္ဓာကိုယ်ထဲမှာတန်ကောင်တွေရှိနေပြီဆိုရင်ကပ်ပါကောင်ပေါ့တန်ကောင်ကိုကျွန်တော်တို့ parasite လို့ခေါ်တယ်ကပ်ပါကောင်ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စားသမျှကျွန်တော်တို့သုံးသမျှအာဟာရတွေကခန္ဓာကိုယ်ကအပြည့်အဝမရအောင်အဲ့ကောင်တွေကယူသွားတယ်ယူသွားရဲဆိုတော့ကျွန်တော်တို့စားသလောက်အားမဖြစ်ဘူးဗျာစားသလောက်အာဟာရမဖြစ်ဘူးဗျာပိန်လာမယ်ဗျာနောက်ပြီးလို့ရှိရင်ဖြူဖက်ဖြူရောနဲ့အနီးမီးယားဆိုတော့သွေးအားနဲ့ယောဂဖြစ်တယ်လေအဲ့ဒီပြဿနာတွေဖြစ်တယ်လေဟုတ်ပြီနော်ပိန်လာမယ်ပြီးလို့ရှိရင်ဘိုက်ကြီးပဲဖောင်းနေတာမျိုးဒီလိုမျိုးလေးဖြစ်တယ်လေတာတာမီမီလေးတွေဆိုလို့ရှိရင်လည်းသိရမလားကလေးကဘိုက်လေးပဲပူနေတယ်စားသလောက်အားမဖြစ်ဘူးအာဟာရမဖြစ်ဘူးတခြားကလေးတွေနဲ့ရှင်နည်းနည်းသေးနေသလိုပဲဒီလိုမျိုးပြဿနာလေးတွေဖြစ်နေသလားအဲ့ဒါမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတန်ကောင်ခေါင်းထဲမှာစဉ်းစားတယ်လေဟုတ်ပြီနော်ခေါင်းထဲမှာစဉ်းစားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဆေးအကြောင်းပြောပြတော့မယ်နော်ဆေးအကြောင်းပြောပြရမယ်ဆိုနည်းနည်းလေးအာရုံစိုက်လိုက်ဟုတ်ပြီနော်ဆိုတော့တန်ချာသေးကကျွန်တော်2မျိုးရှိတယ်ဗျဘာဖြစ်လို့2မျိုးရှိရတာလဲဆိုလို့ရှိရင်မတူလို့ပေါ့ဗျာတစ်ခုနဲ့တစ်ခုမတူလို့ယောဂါတွေမတူလို့ဆေးရ2မျိုးရှိတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်မှတ်ရလွယ်အောင်ပြောပြပေးမယ်နော်ပထမဆုံးကျွန်တော်တို့က albendazole ဆိုတာရှိတယ် A လို့မှတ်လိုက် A ဆိုတာဒီ English alphabet မှာပထမဆုံးပေါ့နော် albendazole ရှိမယ်နောက်တစ်ခုက mebendazole ဆိုတာရှိမယ်2မျိုးရှိမယ်နော် A နဲ့ M နဲ့2မျိုးရှိတယ်ဆိုတော့ A ဆိုရင်ကျွန်တော်တို့ကအားလုံးကုလို့ရတဲ့သဘောမျိုးခေါင်းထဲမှာမှတ်ထားလိုက် albendazole ဆိုတာက systemic ဒီပေါ့နော်တန်ကောင်တွေတကိုယ်လုံးမှာရှိနေလို့ရှိရင်အဲ့ကောင်သုံးလို့ရတယ်ဟုတ်ပြီနော်ဒါက albendazole mebendazole ဆိုတာကကြတော့သူကတန်ကောင်ကအထူးသဖြင့်တချို့အကောင်တွေကတချို့ယောဂပုံပွားတွေကဥမာနေတယ်ဥဆိုတာ gut ပေါ့နော် gut gut အဲ့မှာနေတယ်အဲ့မှာနေတဲ့ပြဿနာတွေကျွန်တော်တို့ mebendazole သုံးလို့ရတယ်ဒါဆရာဝန်ကသုံးပါနော်ကျွန်တော်ကဒါခင်ဗျားတို့ idea ရအောင်ဗဟုသုတရအောင်ပြောပြပေးတဲ့သဘောဆေးနှမျိုးရှိတယ်ဘာလို့ပေးမယ်မသိမှာဆိုလို့ကျွန်တော်ရှင်းပြပေးတာဘလောက်အားကိုဘယ်နှချိန်တိုက်မှာလဲအဲ့ဒါဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မယ်နော်ဆရာဝန်နဲ့ပြလိုက်ဟုတ်ပြီနော်ဆိုတော့ဒါဆေးနှမျိုးချောင်းပြီးသွားပြီနော်ဆေးနှမျိုးချောင်းပြီးသွားရင်ဆေးကိုဘယ်လိုတောက်အောင်မလဲပေါ့ဟုတ်ပြီနော်အဲ့ဒါလေးကျွန်တော်နည်းနည်းဆက်ပြောပြပေးမယ်ဆိုတော့ကျွန်တော်တို့ကလူနာတွေကိုဆေးပေးရဆိုရင်အဓိကကဒီချက်ပေါ့နော်ရည်ရွယ်ချက်2မျိုးရှိတယ် treatment လား treatment ဆိုတာကုတာပေါ့နော်ယောဂါကိုကုဖို့အတွက် treatment dose ပေးမှာလားဒါမှမဟုတ်လို့ရှိရင်ယောဂါတွေမဖြစ်အောင်ကာကွယ်ဖို့ prophylaxis ဆိုတာရှိတယ် prevention ပေါ့ကာကွယ်တာပေါ့နော်ကာကွယ်ခြင်းဒီကုသခြင်းထက်ကောင်း၏အဲ့လိုမျိုးပေါ့ကျွန်တော်ကာကွယ်တဲ့အနေနဲ့ပေးတာရှိတယ်ဆိုတော့ခုနပြောတဲ့ကျွန်တော်ပေါ့နော်ပထမဆုံးပြောခဲ့တဲ့ treatment dose ပေါ့ယောဂါရှိနေလို့ကုမယ်ဆိုရင်ကြတော့ကျွန်တော်ဒီကနေအားလုံးအဆင်ပြေသွားအောင်ဆေးကိုညှိုးလိုက်လို့မရဘူးဘာလို့လဲဆိုတော့ယောဂါတွေကအမျိုးမျိုးရှိတယ်ကျွန်တော်ကဒီကတစ်မျိုးဆေးကိုတစ်မျိုးပြောလိုက်တယ်ဟိုပေါ့နော်ခမားဖြစ်နေတဲ့ယောဂါနောက်တစ်မျိုးဆိုလို့ရှိရင်ဆေးတောက်ပြီးမဲ့ယောဂါမပြောက်ရင်မကောင်းဘူးဗျာသိလားလွဲမားတွေဖြစ်ကုန်မှာဆိုတဲ့အတွက်ကျွန်တော်ဒီကနေတိကျတဲ့ definitive treatment တိကျတဲ့ကုသမှုတွေကိုကျွန်တော်ဘယ်တော့မှ online ပေါ်ကနေဒီလိုမျိုးပေါ့နော်ကျမရဲ့ဟိုသူတာဝင်မြတဲ့နေရာမှာညှို့လေးမရှိဘူးဘယ်ယောဂါဆိုလို့ရှိရင်ဘာဆေးလေးသုံးရတယ်ဆိုတာတော့ပဲကျွန်တော်က idea ရအောင်ပြောပြတဲ့သဘောဟုတ်ပြီနော်ဒါ treatment dose ဆရာ treatment dose ဆရာဝန်ညွှန်လိုက်မယ်တန်ကောင်တုတ်ကောင်တွေထွက်လာပြီဆိုဆရာဝန်တော့ပြလိုက်နော်ဆရာဝန်တော့ပြန်သူကဆေးပေးလိဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ပုံမှန်ရောဆရာကျွန်တော်တို့ဒီတန်ချာဆေးတောက်လို့ရလား yes တောက်လို့ရတာပေါ့ဒါဆိုဘယ်လိုတောက်အောင်မလဲဘယ်ဆေးကိုတောက်အောင်လဲဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့ prophylaxis လို့ခေါ်တယ် prophylaxis ဆိုတာကကျွန်တော်တို့ဒါကုသတာပေါ့ဆေးကူတော့ဟိုပေါ့ကာကွယ်ခြင်းပေါ့ဗျာကာကွယ်တော့မယ်ကာကွယ်တဲ့အခါကျတော့ကျွန်တော်တို့ဆေးကိုဘယ်လိုသုံးမလဲပေါ့ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့အဲ့ဒါက albendazole ရှိမယ် mebendazole ရှိမယ်400 mg ရှိမယ်500 mg ရှိမယ်ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့က6လတစ်ချိန်တောက်လို့ရတယ်တစ်နှစ်တစ်ချိန်တောက်လို့ရတယ်ဟုတ်ပြီနော်ဒါကိုကျွန်တော်တို့ကကာကွယ်တယ် prophylaxis လို့ခေါ်တယ်အဲ့လိုတောက်လို့ရတယ်ဟုတ်ပြီနော်ကုသတာကိုကြောင့်ဆရာဝန်ကကုလိမ့်မယ်အဲ့လိုယောဂပါညာမရှိသေးဘူးဒါပေမဲ့ကိုကလူတန်ကောင်းနေဘာတွေကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုမလိုချင်ဘူးဆိုလို့ရှိရင်ကာကွယ်တဲ့အနေနဲ့6လတစ်ချိန်တောက်လို့ရတယ်ဒါကကိုယ့်အကိုကြိုက်တာရွေး albendazole ယူမလား mebendazole ယူမလား it's up to you ကိုယ့်အကိုရွေးလို့ရတယ်ဟုတ်ပြီနော်ဒါကတော့တန်ချာဈေးနဲ့တန်ကောင်းနေအကြောင်းကိုဗဟုသုတရှိအောင်idea ရအောင်ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဗဟုသုတရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဗဟုသုတရသွားလို့ဆိုလို့ရှိရင် like လုပ်ပေးပါဦးနောက်ပြီးတော့ခင်ဗျားတို့ရောတန်ချာဈေးကိုဗဒလားတစ်ချိန်တောက်နေလဲဆိုတော့ကွန်မမှာဝင်ရောက်ပြောပြပေးတော့ပါနောက်ပြီးတော့တန်ကောင်နဲ့ပတ်သက်တဲ့ဗဟုသုတခင်ဗျားတို့ကြုံရတဲ့အတွေ့အကြုံလေးရှိလို့ရှိရင်လည်းကွန်မမှာဝင်မျှပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ် bye bye